မေ့တတ်တဲ့တတိဆိုတော့လူတိုင်းမှာပဲရှိတတ်တယ်ပေါ့နော်ရှိတယ်မမေ့အောင်ဆိုတာအထူးတတိထားရတယ်ပေါ့စိတ်လေးနည်းနည်းအာယုံလေးတစ်ခုလွတ်သွားလိုက်တာနဲ့တပြိုင်တည်းလွဲမှားသွားတယ်အဲ့လိုတတိတွေရောပါလာတဲ့အခါမျိုးမှာ oral tradition နဲ့မြတ်စွာဘုရားဟောတဲ့တရားတွေကိုထိမ့်သိမ့်နိုင်ဖို့မဖြစ်တော့မဖြစ်နိုင်တဲ့အခါမှာ transcribe လုပ်တယ်လို့ခေါ်အတန်ကိုသင်္ကေတလုပ်ပြီးတော့စလုံးအနေနဲ့ချပြီးတော့မှတ်တမ်းတင်စလုံးနဲ့မှတ်တမ်းတင်လိုက်တယ်အဲ့တော့စလုံးနဲ့မှတ်တမ်းတင်တယ်ဆိုတော့ဗမာလူမျိုးတွေအတွက်ကဗမာအခရာနဲ့မှတ်တမ်းတင်အိန္ဒိယလူမျိုးတွေအတွက်ကျတော့ဒေဝနာဂရီအခရာနဲ့မှတ်တမ်းတယ်ဒီဟိုလူမျိုးတွေအတွက်ကျတော့စင်ဟာလီ alphabet နဲ့မှတ်တမ်းတယ်ထိုင်းလူမျိုးတွေအတွက်ကျတော့ထိုင်းအခရာနဲ့ကမ္ဘောဒီးယားတို့လာအိုတို့လည်းသူတို့ဘာသာမှာသုံးတဲ့အခရာနဲ့အဲ့ဒီအခရာတွေကလွန်လာတဲ့အခါမှာဘာနဲ့မှတ်တမ်းတင်လို့ဆိုရိုမန်အခရာနဲ့မှတ်တမ်းတယ်တော့ရိုမန်အခရာကိုမြန်မာလူမျိုးတွေကအင်္ဂလိပ်အခရာလို့ပဲသိနေကြတယ်တကယ်ကတော့ ABCD ဟာအင်္ဂလိပ်အခရာမဟုတ်ဘူးရိုမန်အခရာသာဖြစ်တယ်ဥရောပသွားရင်တတိထား ABCD ကိုအင်္ဂလိပ်လိုသွားပြောလို့ရှိရင်ကျန်တဲ့နိုင်ငံတွေကမကြိုက်ဘူးနော်ဥရောပနိုင်ငံတွေအားလုံးဟာဒီအခရာကိုပဲသုံးတယ်ပေါ့သူတို့သုံးတဲ့အခရာဥရောပနိုင်ငံတွေအားလုံးနောက်ဆုံးမှာရုရှားနိုင်ငံတို့ပဲဒီအခရာသုံးတော့ပြောင်းနေပြောင်းမြန်နေရေးထားတာတွေတော့ရှိတယ်ပေါ့နော်ရုရှားစာကြတော့ NA ကိုပြောင်းနေပြောင်းမြန်ရေးထားတော့ရှိတယ်သို့သောသုံးတဲ့အခါဒီအခရာကိုသုံးတယ်ဘာလို့ဆိုတော့ရိုမန်အင်ပါယာကြီးအလွန်ကြီးပြီးဖွံ့ဖြိုးတိုးတက်ကြတော့ရောမန်အခရာနဲ့ဒီဟာတွေကိုရေးထားတာဖြစ်တော့ဒီပိဋကသုံးပုံကိုကိုယ်ပိုင်အခရာတွေနဲ့ရေးကြတဲ့အပြင်မှာအများသုံးဆိုပြီးတော့ romanize ရိုမန်အခရာပြောင်းပြီးတော့လုပ်ထားတာရှိတယ်အဲ့ဒီရိုမန်အခရာပြောင်းတဲ့အခါမှာရောမန်အခရာတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာအတူလေးပဲရတယ်အရှိမရဘူးပါဠိမှာကအတူရှိရှိတာကိုအတူရှိတော့အရှိလို့သိကြရင်အပေါ်ကဘားလေးတင်အဲ့ဒီတင်တဲ့ဘားလေးကိုဒီ diacritic mark လို့ခေါ်တယ် diacritic mark အဲ့ဒီ diacritic mark တွေနဲ့အတန်ကိုထိန်းသွားတာဒါက long a လားဒါက short a လားယူရိုလည်းအတူတူပဲဥဆိုတာရှိတယ်ဥဆိုတာရှိတယ်ဤကလည်းအိုင်ကလည်းပဲဤရှိတယ်ဤရှိတယ်အဲ့ဒါတွေကြောင့် diacritic mark နဲ့သုံးသွားတာတွေပေါ့နော်အဲ့ဒါကို romanize ပါဠိလို့ခေါ်တယ်ဗမာနဲ့ပါကွာသွားတော့ဆိုလို့ရှိရင်ဗမာကဒီပြောရမယ်ဆိုလို့ရှိရင်ကလို့ရေးလို့ရှိရင်အပြောက်နေတယ်ဗမာမှာနော်ဗမာအခရာမှာကလို့ရေးရင်ကကြီးပဲမြင်ရတယ်မို့လားနောက်ကအပါရမသိတော့ဘူးလေကလို့ပြီးပြီးသားသားထွက်တာကနဲ့အာနဲ့ပေါင်းထားမှထွက်တာကာယီတတ်တတ်ဆိုရင်တဝက်တန်ပဲထွက်ရတယ်အင်္ဂလိပ်စကားလုံးတဝက်တန်နေရှိတယ်လေနော်အဲ့တဝက်တန်တွေကတရမပါတယ်မြန်မာလူမျိုးတွေကတဝက်တန်တာကြတော့အတ္တသဘောမျိုးပဲသုံးတယ်ဥပမာပဲထက်ထက်မြဲမြဲဆိုကာလပြောက်တယ်ကာလပြောက်တယ်အဲ့ဒါမျိုးလိုပဲကဟာသူနေလို့ရှိရင်ပေါ်တတ်နေဆိုရင်အတန်ပြီးအောင်မထွက်နိုင်ဘူးတရနဲ့မှပြီးအောင်ထွက်နိုင်တယ်အဲ့ဒီရေးတဲ့အခါကျတော့ကင်းစည်းလေးတွေပျောက်သွားပြီးအားကပေါ်မလားကာကြတော့ရေးချလေးပေါ်လာကိကြတော့ဤပေါ်လာတယ်ကိကြတော့ဤပေါ်လာဇန္နရီပေါ်လာအားကြောင့်ရိုမန်အခရာနဲ့ပြောင်းတဲ့အခါကျတော့အဲ့လိုမဟုတ်ဘူးနေရာတိုင်းမှာတွေ့လိမ့်မယ်နော်ကေနဲ့နဲ့ပေါင်းထားမှသူကနှလုံးစလုံးမြင်ရတယ်ပေါ့ဗမာအခရာကျတော့တချို့အရာတွေပျောက်သွားတယ်အထူးသဖြင့်အားတွေပျောက်သွားတယ်နော်ပျောက်သွားတယ်ဖြီးအောက်ရောက်သွားတယ်ပေါ့နောက်တချို့လုံးတွေကဆင်းလိုက်တယ်ဗမာရိုမန်ကျတော့မဆင်းဘူးရှေ့နောက်တီဟိုကလည်းပဲရှေ့နောက်ရှေ့ခရနဲ့နောက်ခရနဲ့ဒါကြောင့်မို့ပုပ္ပလောဘောပရလောဘောဆိုတဲ့စကားတွေကတီဟိုအခရာယေနီကာကိုကြည့်ပြီးပြောထားတာဗမာပြည်ကျတော့အပေါ်ဟာခြေအောက်ကဟာခြေလို့ပဲပြောအောင်ရှေ့လို့ပြောလို့မရအောင်နော်ဗမာကအထက်အောက်ထားတယ်ရှေ့နောက်ထားတာနှစ်ခုတော့ရှိ
ဘာလို့ဆိုရင်နမောတတ္တမှာပါတဲ့တရှေ့နောက်ထားတနှလုံးတွဲပေါ့ပြီးတော့ညသဗ္ဗညုတင်ညာနာညနှလုံးတွဲအဲ့ဒါတော့ရှေ့နောက်ကျန်တာတွေကအထက်အောက်ဗမာအခရာမှာအဲ့လိုသုံးတယ်အဲ့တော့ရိုမန်အခရာကျတော့ရှေ့နောက်တွေကြီးပဲအကုန်လုံးအထက်အောက်ရေးတာမရှိဘူးတော့ရေးတာမရှိဘူးအကုန်လုံးဖော်ပြီးတော့ရေးတယ်အဲ့တော့မြန်မာပါဠိနဲ့ရေးလို့တစ်မျက်နှာဆိုရိုမန်ပါဠိကျတော့တစ်မျက်နှာခွဲလောက်ဖြစ်သွားစလုံးတွေကတိုးလာဖောင်းပွားလာပေါ့နော်ဗမာကျတော့အတွေကမြုပ်ထားလိုက်တဲ့အခါကျတော့တစ်မျက်နှာခွဲလောက်တဝက်လောက်တက်တာသွားတယ်မြန်မာအခရာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် transcribe လုပ်တဲ့ဆိုတာအလုံးကဒီအတန်ဒီလိုပဲရွတ်ကြဖတ်ကြအတန်သွားတူတယ်သို့တော့တကဘာလုံးနဲ့မတူတဲ့မြန်မာအတန်မြန်မာတမှုကွဲပြားနေတယ်တကဘာလုံးနဲ့မတူတဲ့မြန်မာအတန်ကဘာလို့ဆို9တန်ရှိတယ်เนาะအဓိကပြောမယ်ဆိုရင်အတန်9ခုရှိတယ်မတူဘာလို့ဆိုရင်စာလုံးစာလိန်စာခွဲစာမြင့်ဆွဲဗမာကစတို့ဖတ်တယ် Romanize လုပ်တဲ့ပါဠိတွေတို့အိန္ဒိယတို့ဒီထိုင်းတို့တီဟိုတို့ကျန်တဲ့နိုင်ငံတွေကဖတ်တော့ဆိုကြဒီလိုဖတ်တယ်အဲ့ဒါလေးကိုသတိထားဖို့ပဲသူတို့အတန်နဲ့ဆိုကြဥမာပဲဓမ္မစက္ကံဆိုရင်သူတို့ကဓမ္မကျက်ကံအဲ့လိုစာဖတ်တယ်အဲ့လိုဖတ်တယ်နောက်မတူတဲ့အခရာတစ်ခုကတော့ဘာလို့ဆိုတနမောတတ္တRomanize ပါဠိတို့တီဟိုတို့ဘာလို့ထိုင်းတို့ရွတ်တဲ့အတန်ကျတော့နမောတ္တဆဖြစ်သွားဆလိန်ဖြစ်သွားဆလိန်ကျတော့ချဆိုတဲ့အတန်နဲ့တူတယ်အဲ့ဒီ9တန်လေးကိုခရူးစားတိုက်မဲ့ဆိုရင် Romanize လုပ်ဖို့လွယ်လွယ်လေးဖြစ်သွားတကယ်တော့ခဲရင်တော့မဟုတ်ဘူးတော့တကဘာလုံးကကြဆာလို့ထွက်တယ်မြန်မာပြည်ကြတော့ဆာတာလို့ထွက်တယ်ဒါပဲကွာနော်နောက်တစ်ခုသေးတင်တန်ကိုဗမာကအေတန်လို့ဆိုပြီးတော့အန်တန်နဲ့ထွက်တယ်ငါတဖြစ်သွားလို့ရှိရင်တော့အင်းဆိုတဲ့အတန်ဖြစ်သွားပြန်တယ်အဲ့ဒီအပြောင်းလဲလေးတော့ရှိတယ်နည်းနည်းပါအဲ့တော့မင်္ဂလမုဒ္ဓမံလို့တခြားနိုင်ဗမာပြည်ကဆိုတော့လည်းပဲတခြားနိုင်ငံတွေကျမင်္ဂလမုဒ္ဓမံလို့ဆိုတယ်သေးတင်တန်နဲ့ပဲဆိုတယ်အညမညပစ္စယောဗမာတွေကအင်းလို့ဖတ်ပေမဲ့လို့တခြားနိုင်ငံကျတော့အညမညပัจเจယောလို့ဖြစ်သွားတယ်ဒါတော့ပဲကွာနော်အဲ့တော့မတူဘူးဆိုတာလည်းသိရမယ်တူတယ်ဆိုတာလည်းသိရမယ်အဲ့တော့သူကမှန်တော့ဘယ်ဝါမှန်တော့မေးမနေနဲ့ကိုရွတ်တာမှန်တာပေါ့နော်အမှန်တရားဆိုတာကိုကြိုက်တဲ့အပေါ်မှာမူတည်နေကြတယ်လူတွေကဗမာတန်ကဗမာလူမျိုးတွေအတွက်ဖြစ်ပြီးတခြားတန်ကတခြားလူမျိုးတွေအတွက်ဖြစ်တယ်အဓိပ္ပာယ်ကတော့တူတူပဲပြောင်းလို့မရှိဘူးလို့တူတူမှတ်ရအောင်နော်အဲ့တော့မြတ်စွာဘုရားဟောကြားတဲ့တရားဒေသနာတော်တွေဟာဘုရားဟောတော့ကပါဠိနဲ့ဟောပါဠိဆိုတာအဲ့ဒီတော့ပါဠိဆိုတဲ့စကားလုံးမရှိသေးဘူးဘုရားဟောတဲ့စကားလုံးတွေရဲ့အစဉ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ပါဠိဆိုတဲ့ဝါဟာရနောက်ပိုင်းမှာရောက်လာရှင်မဘုရားကောသလက်ထက်တောင်မတွင်ကျယ်သေးဘူးသူကပါဠိဆိုတဲ့စကားလုံးကိုမသုံးမနဲ့တန်တိဆိုတဲ့စကားလုံးကိုသုံးတယ်တန်တိနေရနှုတ်ဆွေကံလို့သူတန်တိကလည်းအစဉ်ပဲပါဠိကလည်းအစဉ်ပဲအဲ့တော့ပြောင်းလဲလာမှုတွေကဒီလိုရှိခဲ့တယ်ပေါ့နော်အဲ့လိုပြောင်းလဲလာမှုတွေနဲ့ကိုယ်ဗမာစကားဟာလည်းပဲပကံကစကားတွေနဲ့အင်းဝါကစကားတွေမတူအင်းဝါစကားတွေနဲ့ဂဏိခေစကားတွေနဲ့မတူပြောင်းလဲမှုတွေရှိဘယ်ဘာသာမဆိုဘယ်အရာမဆိုမြတ်စွာဘုရားရဲ့မြတ်စွာဘုရားဟောကြားတဲ့အနိစ္စဆိုတဲ့အတိုင်းပဲအလုံးမှမြဲတာမရှိဘူးပြောင်းလဲနေတယ်ဆိုတဲ့ပြောင်းလဲနေတယ်ဝိပရိနာမဓမ္မပြောင်းလဲတဲ့သဘောရှိတယ်ဆိုတဲ့အတိုင်းဒီကနေ့ခေတ်ပြောင်းတာတော့သိမကောင်းဘူးเนาะခွီးတို့ဖြစ်ကုန်တယ်အဲ့ဒါတွေကပြောင်းတာခေါ်တယ်ဒါလဲเนาะအဲ့ဒါလို့ပြောင်းသွားရင်ကတော့ပြက်တာပို့ပြီးတော့အပြစ်ပြောင်းဖြစ်သွားတယ်เนาะ
အဲ့လိုသို့သောပုပ္ပအခရာတွေမှာမြန်မာလူမျိုးတွေရရှိပိုင်ဆိုင်ထားတဲ့ပါဠိဒီမြန်မာစကားတွေပါဠိတွေအခရာတွေဟာမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေနဲ့ရှင်တွဲပြီးတော့ရှင်သန်နေရသည့်အတွက်ကြောင့်မြန်မာစာပေဟာလည်းဖွံ့ဖြိုးတိုးတက်တာဖွံ့ဖြိုးတိုးအဲ့ဒါတော့ကံကောင်းညင်းမဲ့လို့ပြောနော်ကံကောင်းနေဗမာလူမျိုးတွေရဲ့ယဉ်ကျေးမှုဒီမြတ်စွာဘုရားဟောကြားတဲ့ပါဠိနဲ့ရှင်တွဲပြီးတော့ယဉ်ကျေးလာတာဖြစ်သည့်အတွက်ကြောင့်မြန်မာလူမျိုးတွေဟာဒီကနေ့ခေတ်မှာပါဠိဆိုတဲ့ဘာသာစကားကိုပိုင်ဆိုင်တဲ့လူတွေဖြစ်လာတယ်ပေါ့။ဘာကြောင့်ပိုင်ဆိုင်တာတော့ဆိုဘယ်သူမှမသုံးတော့ကိုသုံးတာကိုပိုင်တာပေါ့ဒါ။နော်မသုံးတော့ဘူးဆိုရင်ကိုရှိလည်းပိုင်တယ်လို့ခေါ်လို့မရဘူး။ဗမာပြည်ကသုံးနေတော့မယ်ပါဠိစကားလုံးတခြားနိုင်ငံတွေမှာဆိုမသုံး။အဲ့တော့ခုနပြောမဲ့ပါဠိဆိုတဲ့ဘာသာပကဋ္ဌာနံဝဆနနာအာလိပါဠိဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်တွေကိုအကြောင်းပြုပြီးပါဠိလို့ခေါ်တာအဲ့တော့ဒီနေ့ခေတ်တော့ပါဠိဆိုတာဘုရားစကားတွေမကဘူး language တခုရည်ညွှန်းတာဖြစ်သွားတယ်ဒါလည်းပြောင်းလဲမှုလို့ပြောတယ်ပထမတုန်းကတော့မြတ်စွာဘုရားဟောတဲ့တရားတွေရဲ့အစဉ်မြန်မာပြည်မှာပါဠိဘာသာနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာအပြည့်အဝပိုင်ဆိုင်ခွင့်ရရှိထားတာဟာဗမာလူမျိုးတွေအတွက်တန်ဖိုးရှိဆုံးယရဏတစ်ခုပိုင်ဆိုင်ထားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါကိုမမေ့သင့်ဘူးပေါ့နော်ဒီကနေ့ခေတ်မှာပါဠိဘာသာရဲ့ပိဋကစာပေဆိုတာတခြားနိုင်ငံတွေမှာပြည့်ပြည့်ဝသင်ကြားတာမရှိတော့ဘူးဗမာပြည်မှာပဲပြည့်ပြည့်ဝသင်ကြားတယ်ဩရေ40ပါဠိတော်ဩရေ40ထက္ကရာ50နှုတ်အဓိက26အုပ်အစွဲပွားတွေနဲ့အများကြီးဖြစ်တဲ့ဥပေါင်း100ကျော်မြန်မာလူမျိုးတွေလက်ထက်မှာရှင်သန်လျက်ရှိတခြားနိုင်ငံလူတွေကတော့ပါဠိကို dead language လို့ပြောတယ်သေဆုံးနေတဲ့သို့မဟုတ်အသုံးမပြုတော့တဲ့ရပ်သွားတဲ့ဘာသာစကားပေါ့နော်လူတွေစကားမပြောတော့လို့ dead language ဘာနဲ့တူလို့ဆိုရင်လက်တင်ဆိုတဲ့ဘာသာစကားတစ်ခုဟာသူတို့ရိုမန်အခရာတွေရဲ့ရိုမန်တွေရဲ့ရှေ့ပိုင်းမှာရောမရဲ့ရှေ့ပိုင်းမှာသုံးလာတဲ့လက်တင်စကားဆိုတာရှိအဲ့ဒီလက်တင်စကားလည်းပဲ dead language ဖြစ်သွားပြီခဏခေတ်မှာမသုံးတဲ့စကားပါဠိစကားလုံးကတော့ dead language ဆိုတာတခြားနိုင်ငံတော့ဟုတ်ကောင်းဟုတ်မယ်မြန်မာပြည်မှာတော့ dead မဖြစ်သေးပါဘူး living language လို့ပဲပြောရှင်သန်နေတယ်ဗမာလူမျိုးတွေဟာဣတိပိသောရွတ်တကြတဲ့ဗုဒ္ဓသရဏဒါပါဠိတွေကြီးပဲကုန်တော့နော်တပည့်စကြာတို့အနတ္တလက္ခဏာသုတ်တို့ပရိကြီးတို့ပဋ္ဌာန်းတို့ဆိုဗမာလူမျိုးတွေရွတ်ဖတ်တဲ့စေနာဆိုဗမာပြည်မှာတော့ dead language မဖြစ်ဘူး living language ရှင်သန်နေတဲ့ဘာသာစကားအဲ့ဒီလိုလဲဆက်လက်ရှင်သန်နေအောင်ကြိုးစားအထောက်တင်တယ်ပေါ့စာပေကိုအဲ့လိုထိမ့်သိမ့်ဆော့ရှော့လာခဲ့တဲ့မြန်မာလူမျိုးတွေရဲ့လက်ထက်မှာအဖိုးမပြတ်နိုင်တဲ့တန်ဖိုးကြီးမားတဲ့အရာတွေကိုရရှိထားတာဖြစ်တယ်ဟောလို့ပြုံးလို့လည်းမကုန်းနိုင်ဘူးနာယူမှတ်သားလို့လည်းမကုန်းနိုင်ဘူးအဲ့တော့မြတ်စွာဘုရားကဆုံးမတဲ့စကားတွေဟာစီးပွားရေးလည်းပါတယ်လူမှုရေးလည်းပါတယ်ကိုချင်းတရားပဲဆိုင်ရလည်းပါတယ်အလုံးလူဘဝမှာလူမှုရေးရာတွေအလုံးဘဝရေးရာတွေပြည့်ပြည့်စုံစုံဟောထားတယ်နောက်ဆုံးမှာဘဝကြီးကိုညီးငွေ့လို့တကယ်ကိုလွတ်မြောက်ဖို့ကြိုးစားမယ်ဆိုရင်လည်းပဲဝိပဿနာလမ်းကြောင်းပေးပြီးနိဗ္ဗာန်တရားကိုဖော်ဆောင်ပေးထားတာမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာပြည့်စုံဆုံးပဲလို့သူတို့ပြောတယ်နော်အဲ့တော့ကိုယ့်ကိုဘုရားဘာသာဖြစ်တာကံကောင်းတယ်လို့ပြောအဲ့တော့ဖြစ်ယုံလေးနဲ့ကံကောင်းတယ်လို့မတွေ့ကြလေနဲ့မြတ်စွာဘုရားဟောထားတဲ့တရားတွေငါဘယ်လောက်သိတယ်လဲဆိုတဲ့ပုံမှာကိုယ့်ကိုကံကောင်းခြင်းမကောင်းခြင်းကိုတိုင်းတာရမှာဖြစ်တယ်နော်တိုင်းတာရမှာဖြစ်တယ်ဘာကြောင့်လို့ဆိုရင်ဘုရားဘာသာဟာကိုးကွယ်ရတဲ့ပူဇော်ပြီးဆုတောင်းရတဲ့ဘာသာမဟုတ်မျိုးမဟုတ်ဘူးမြတ်စွာဘုရားဟောတာတွေကိုသင်ယူမှတ်သားပြီးလက်တွေ့ကျင့်သုံးရမယ့်ဘာသာတရားမျိုးသာဖြစ်တယ်ကိုးကွယ်တဲ့ဘာသာကကိုးကွယ်ရင်ကိစ္စပြီးတယ်လက်တွေ့ကျင့်သုံးရမယ့်ဘာသာကြတော့ကိုးကွယ်နေုံနဲ့ဘာမှကိစ္စပြီးမှာမဟုတ်ဘူးလက်တွေ့ကျင့်သုံးရမှာဖြစ်တယ်အဲ့ဒါလေးကိုတော့မမေ့ချလိမ့်နဲ့ဘုရားဘာသာဖြစ်ပြီးတော့
ဆူတောင်းရုံနေတဲ့ကိစ္စပြီးနေလို့ရှိရင်တော့ဒါတနွယ်လုံနေတာပဲဖြစ်တယ်ပေါ့နော်အေးကြည်မြတ်စွာဘုရားကဓမ္မပဒဒေသနာမှာဂါထာပေါင်း400ကျော်နဲ့ဒီဘဝသင်္ကန်းစာတွေကိုပြီးသွားတာဘဝသင်္ကန်းစာတွေပြီးတဲ့အရာတွေအားလုံးဟာလက်တွေ့ကျင့်သုံးလို့ရတာတွေစိတ်ကူးရင်တွေကပြောတာတခုမှမရှိဘူးလက်တွေ့သင်္ကန်းစာကိုချမှတ်ပေးတာပဲရှိတယ်အဲ့တော့ဒီကနေ့အပိုင်း34မှာမြတ်စွာဘုရားဟောခဲ့တဲ့တရားဂါထာလေးနှစ်ပုဒ်ကိုအာယုမှတ်သားပြီးတော့ကြည့်ရအောင်လွယ်လွယ်လေးနဲ့ရှင်းရှင်းလေးနဲ့နားလည်အောင်မြတ်စွာဘုရားဟောထားတာပဲဖြစ်တယ်ပေါ့နော်ဟာဟောတော့ဆိုယထာပိရုစီရံပုပ္ပံဝဏဝန္တံအခန္ဓကံမြတ်စွာဘုရားစချိလိုက်တဲ့ဒီဂါထာလေးယထာဆိုတာဥပမာဗမာတွေလည်းပြောလို့ရှိတယ်ကဲဥပမာဘာဆိုပြီးနိုင်ရှင်းပြီးပြောတယ်ဒီမှာလဲယထာပိရုစီရံပုပ္ပံအတော်ကိုလှတဲ့ပုံပန်းတရံလှတဲ့ပန်းပွင့်ကလေးကိုယ့်ရဲ့ကပန်းပွင့်မဟုတ်ဘူးနော်ပန်းပွင့်လေးပွင့်တာတော်တော်လှတယ်အတော်လှတဲ့ပန်းပွင့်မျိုးဥပမာနှင်းစီပန်းတို့ကြာပန်းတို့ဒီလိုဟာမျိုးတွေပေါ့နော်လှတဲ့ပန်းလေးရုစီရမြင်လိုက်လို့ရှိရင်ထပ်ကြည့်ခြင်းနဲ့နှစ်သက်စရာကောင်းတယ်ရုစီရပုပ္ပအလွန်နှစ်သက်စရာကောင်းတဲ့ပန်းပွင့်လေးတဲ့အဲ့ဒီပန်းပွင့်လေးကဘာအယောင်လဲလို့ဆိုဝဏဝန္တံအစင်းရောင်ကလည်းလူတွေရဲ့မျက်စိနဲ့ပတာရရှိတဲ့အစင်းရောင်တို့တို့ဆိုလို့လှပတဲ့အစင်းပဲအစင်းကလည်းတော့ရိုးရိုးကြီးတခါကြည့်ပြီးဤသွားတဲ့အစင်းမျိုးမဟုတ်ဘူးလှပတဲ့အရည်အသွေးရှိတဲ့အစင်းသို့သောအဲ့ဒီလိုလှပတဲ့ပုံပန်းတရံလှပတဲ့အယောင်အစင်းရှိတဲ့ပန်းလေးဟာအခန္ဓကံယနံတော့မရှိဘူးတဲ့နမ်းကြည့်လိုက်လို့ရှိရင်အနတ်မရှိဘူးနော်အနတ်မရှိဘူးပွေ့ချိုင်တဲ့အနတ်မရှိတာကိုပြောတာနန်းစော်တဲ့အနတ်ရှိတယ်လို့လည်းတော့ပြောတာတော့မဟုတ်ဘူးတချို့ပန်းကနန်းနဲ့လေပရိုင်ပန်းတော့သွားမနန်းလေနော်ဘူးသွားတယ်အဲ့ဒါလို့မွေးချိုင်တဲ့အနတ်တော့မရှိဘူးသို့တော့ပန်းလေးကပုံတရံလဲလှတယ်အစင်းအောင်လဲလှအဲ့ဒီပန်းနဲ့အလားတရံတူတယ်တဲ့ဧဝံသူပတိတဝါစာအဖလာဟောတိအကုပ္ပတောဆိုလိုတဲ့အဓိပ္ပာယ်ကိုအပြည့်အဝပြောချင်တာတော့လူတွေဟာပန်းကိုအလှစပွဲပေါ်မှာထားတယ်အိမ်မှာအလှဆင်ထားကြတယ်သို့မဟုတ်အမျိုးသမီးတွေကခေါင်းပေါ်မှာပန်းပန်းနဲ့ခေါင်းပေါ်ပန်းပန်းနဲ့ဒလိထားလဲမြန်မာတွေမှာပဲများတယ်နော်တရုတ်မှာခေါင်းတော့ပန်းပန်းထားတာတခါမတွေ့ဘူးကပလီမတွေခေါင်းနဲ့တခါမှမတွေ့ဘူးအာဖရိကတွေသူတို့ဆိုရင်လိန်ကောက်ကောက်တွေနော်ပန်းတွေ့တာတော့ဗမာလူမျိုးတွေပဲခေါင်းပေါ်မှာအများဆုံးတွေ့ရတယ်ဒါဗမာလူမျိုးတွေခေါင်းတော့ပန်းကနည်းနည်းပျောက်လာခုပန်းသိမ့်မပန်းညာတော့ပန်းမပန်းညာတော့အဲ့တော့ခေါင်းပေါ်မှာပန်ထားတဲ့ပန်းကလေးသို့မဟုတ်အိမ်မှာအလှဆင်ထားတဲ့ပန်းလေးဟာဘာအနတ်မှမရှိဘူးဆိုရင်မျက်စိပတာရတစ်ခုပဲရှိတယ်မျက်စိကတဲမှတော့လှတယ်ဒါပေမဲ့မမွှေးဘူးဆိုတဲ့အခါကျတော့အိမ်ထဲမှာထားတော့ထားရတယ်မြင်မှပဲလှတယ်လို့ထင်ရတယ်မမွှေးသည့်အတွက်ကြောင့်မပြည့်စုံဘူးပေါ့သူ့ရဲ့အကျိုးကျေးဇူးကဘာမှမရှိဘူးလှတာပဲရှိတယ်အစင်းရောင်လေးလှတာပဲရှိတယ်ပုံသဏ္ဍာန်လေးလှတာပဲရှိတယ်သို့တော့သူ့ကိုပန်လိုက်သည့်အတွက်ကြောင့်တခန်းလုံးမွှေးနေတယ်အိမ်ထဲမှာထားလို့တခန်းလုံးမွှေးသွားတယ်ဆိုတဲ့အကျိုးကျေးဇူးတော့မရှိဘူးအဲ့ဒါလိုပဲတဲ့ဧဝံသူပတိတာဝါစာအဖလာဟောတိအကုပ္ပတောမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုသူပတိတာဝါစာလို့ဒါတော့တိုက်ရိုက်ပြောမယ်ဆိုရင်ဖျားစကားတော့သူပတိတာဖြစ်တာတော့မရှိဘူးပေါ့နော်ဖျားစကားဒီသူပတိတာဝါစာစစ်ဖြစ်တယ်ဒါပေမဲ့သူပတိတာဖြစ်ဖို့ရာ
သူပတိတဆိုစကားကောင်းလို့ပြောတာနော်တန်ဖိုးရှိတဲ့စကားကောင်းအကျိုးတရားကိုဖြစ်ထွန်းစေတဲ့စကားတန်ဖိုးကြီးမားတဲ့စကားသူပတိတလို့ခေါ်တယ်အဲ့ဒီသူပတိတစကားဆိုတာဘယ်လိုဟာကိုပြောတာလဲသူပတိတစကားရဲ့အဓိပ္ပာယ်ကိုဖွင့်ကောင်းသောစကားဆိုတာကိုကြိုက်လို့ကောင်းတာလားကိုနားထောင်ရင်လို့ကောင်းတာလားဘယ်လိုကောင်းတာလဲလူဆိုတာအကြိုက်ချင်းကတော့မတူဘူးဒူရင်ဒီကြိုက်တဲ့လူကဒူရင်ဒီနန့်လေးရရင်မှုေးတယ်ထင်တာမကြိုက်တဲ့လူကဒါကြီးနန်းတာအိမ်ထဲမထားသမှနဲ့ဆိုစင်ကာပူမှာဒူရင်ဒီစားရင်လမ်းမေးသွားစားဆိုင်နေတဲ့ဘယ်သူမှလက်မခံနန့်မခံနိုင်တာဟုတ်လားငပိပုတ်စားခြင်းလို့ရှိရင်အိန္ဒိယနိုင်ငံမှာစားလို့မရဘူးကိုเจ้าကိုတိတ်တိတ်စားရင်စားလို့ဆိုကလားတွေကနှာခေါင်းပိတ်ပဲအနံ့တော့ပုတ်စော်နံ့နေဆိုပြီးတော့အိန္ဒိယမှာတကယ်အဖြစ်ပြက်ကလေးတခုပြောပြမှာဆိုဗမာတွေကငပိကြိုက်တယ်မဟုတ်လားငပိကြိုက်တဲ့အခါကျတော့ငပိနဲ့ကင်းပြီးထမိန်ကမမိန်ဘူးအိန္ဒိယမှာနေတဲ့ဘုန်းကြီးတွေကဗမာပြည်ကနေသူပါယူသွားတော့ဆိုငမ်းပြာရည်ပလင်းကြီးယူသွားဟိုကြတော့ဟင်းချက်တဲ့ကငမ်းပြာရည်နဲ့ချက်အဲငမ်းပြာရည်ပလင်းကြီးယူသွားတော့ငမ်းပြာရည်ပလင်းကလည်းဘီယာနဲ့ထည့်ထားတဲ့ပလင်းတို့ဟာကြီးမျိုးကြီးဖြစ်နေထွာရဲ့အိန္ဒိယဗာရဏသီရောက်တဲ့ကဘူတာထဲမှာအဲပလင်းကြီးဆွဲလာတာမြင်တော့ပလိတ်ကဘာပလင်းလဲဘာပလင်းလဲပြဆိုပြီးတော့အရက်ပလင်းမှတ်ပြီးတော့ပလိတ်ကစစ်တယ်ငမ်းပြာရည်လို့ပြောလို့လေကလားနားမလဲနားမလဲတော့အဲ့ပလင်းကိုအတင်းယူပြီးတော့အတင်းမဖွင့်နဲ့လို့ပြောတော့မရအောင်ဖွင့်လိုက်ရောထောင်းနေဆိုလွတ်ချပလိုက်တယ်အဲ့တော့ငန်းပြားကြီးပလင်းဆိုတာကွဲသွားရင်ဘယ်လိုလုပ်တော့ဘာရတော့အဲ့မှာဘူတာထဲမှာငန်းပြားကြီးပလင်းကြကွဲသွားတယ်ရဲကြောင်ဘုန်းကြီးကထိနဲ့လိုက်ရိုက်သူမြတ်ရဲ့ငန်းပြားကြီးပလင်းဗမာပြည်ကယူလာရပြီးတော့ဒီကလားကြောင့်ကွဲတယ်ဆိုပြီးတော့ထိနဲ့လိုက်ရိုက်ရဲကထွက်ပြေးသွားတယ်အေးခရီးသည်တွေကယထာစီမဲ့ခရီးသည်တွေကဟိုလူကလည်းနှာခေါင်းပိတ်ဒီလူကလည်းနှာခေါင်းပိတ်ပြီးတော့အဲ့နာလေးကနေရှောင်ပြီးတော့ထွက်သွားကြအဲ့ဒါမကြိုက်ဘူးဆိုရင်အဲ့လိုဖြစ်တယ်နော်အဲ့တော့ကြိုက်မကြိုက်နဲ့မဆုံးဖြတ်နဲ့သူပတိတကိုကြိုက်တဲ့စကားလားကိုမကြိုက်တဲ့စကားလားဒီလိုမဟုတ်အဲ့တော့ကောင်းကျိုးပြုနိုင်တဲ့စကားကိုမှတန်ဖိုးရှိတဲ့စကားဘဝအတွက်ကောင်းကျိုးချမ်းသာရစေနိုင်တဲ့စကားမျိုးပါဒါကောင်းတယ်လို့ပြောအောင်ဟုတ်တော့အဲ့တော့ဒီသူပတိတဆိုစကားလုံးနဲ့ပတ်သက်ပြီးတော့ရှင်ဝင်ခိတကအဓိပ္ပာယ်ဖွင့်ဆိုတာရှိတယ်တမိဝဝါစံဘာသေးယယာယတ္တနာနာတပယေပရိစ္ဆနဝိဟိတေယတာဝေသူပတိတတာဝေဝါစာသူပတိတသူပတိတစကားရဲ့အဓိပ္ပာယ်ကိုသူဖွင့်ပြတာတမန်အပြင်ပြောမယ်ဆိုရင်သူဆိုတာကောင်းသောပါတိတပြောဆိုတဲ့ဝါစာစကားကောင်းစွာပြောဆိုတဲ့စကားဆိုဘယ်လိုကောင်းမှမသိဘူးလေနော်ခုနလိုကိုကြိုက်လို့ကောင်းတာလားမျိုးသီးကြိုက်တဲ့လူကမျိုးသီးကောင်းတယ်ပြောတာပဲမကြိုက်တဲ့လူကမကောင်းဘူးလေလက်ဖက်ကြိုက်ရင်လက်ဖက်ကောင်းတယ်ပြောမှာပဲအဲကြိုက်မကြိုက်နဲ့မဟုတ်ဖ ೇನೆ ဘယ်လိုဟာတော့ဆိုရင်သူပတိတဝါစာကောင်းတဲ့စကားဆိုတာတဲ့အဲ့ဒီစကားမျိုးပြောလို့ရှိရင်တဲ့ဒီစကားမျိုးကိုပြောလိုက်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့အခါမှစိတ်ပူရတာမျိုးမဖြစ်ဘူးတဲ့ဒီစကားကြောင့်မို့လို့သူ့မှာစိတ်ပူရတာအမှားပြောလိုက်ရရင်စိတ်ပူပြီလေဝိုင်းပြီးတော့အခုခေတ်ကပို့ဆိုသေးတယ် Facebook ထဲမှာဝိုင်းပြီးတော့ပတ်သားကြတယ်လေစကားတစ်ခေါက်မှားသွားလို့ရှိနော်ဝိုင်းပြီးတော့ပူဇော်ပတ်သားကြတယ်အဲ့တော့သူများကိုထိခိုက်တဲ့စကားကိုထိခိုက်တဲ့စကားမျိုးမဖြစ်ဘူးဆိုရင်သူပတိတဝါစာနောက်ပြီးတော့ပရိစ္ဆနာဝိဟိတေယသူတစ်ပါးကိုထိခိုက်အောင်လုပ်တာမဟုတ်ဘူးကိုဆိုလိုတဲ့အဓိပ္ပာယ်ကကိုလည်းမထိခိုက်ဘူးသူတစ်ပါးကိုလည်းမထိခိုက်ဘူးကိုအတွက်လည်းအကျိုးရှိတယ်သူများအတွက်လည်းအကျိုးရှိတယ်ဆိုတဲ့စကားမျိုးသည်တာဝေဝါစာသူပတိတာအဲ့ဒီစကားမျိုးကသူပတိတာစကားလို့ပြောတာတဲ့ဒါရှင်ဝင်ခိတကဒီအဓိပ္ပာယ်ကိုဖွင့်ဆိုလိုက်တာနော်
မြတ်စွာဘုရားကစကားပြောလို့ရှိရင်တဲ့သူပတိတဝါစာပဲပြောရမယ်သူပတိတဝါစာအကျိုးရှိတဲ့စကားအကျိုးရှိတဲ့စကားဆိုဒီမှာကိုယ်ကိုလည်းထိခိုက်မဖြစ်ဘူးသူတို့ကိုလည်းမထိခိုက်ဘူးအလုံးကိုမထိခိုက်ဘူးသူလည်းမထိခိုက်ဘူးကိုယ်လည်းမထိခိုက်ဘူးနှုတ်လုံးတွေအကျိုးရှိတယ်လို့ဆိုလိုတယ်အဲ့ဒီကောင်းကျိုးချမ်းသာဖြစ်စေနိုင်တဲ့စကားမျိုးတဲ့အဲ့တော့မြတ်စွာဘုရားကတော့သူပတိတသုတ်တံမှာဘာပြောထားတော့ဆိုစကားရဲ့အင်္ဂါ၄ရပ်ဆိုပြီးတော့ဟောထားတာရှိတယ်နော်သူပတိတကိုပြောတဲ့စကားဟာဘယ်သူမှမထိခိုက်အောင်ပြောရမယ်ကိုယ်လည်းမထိခိုက်ရဘူးဒါကောင်းတဲ့စကားဖြစ်တယ်ပေါ့ကောင်းတဲ့စကားဖြစ်တယ်အဲ့ဒီသိကြတာဘုရားဟောထားတာကိုမှတ်ဖို့စကားပြောပြီးဆိုရင်မြတ်စွာဘုရားရဲ့တရားတော်တွေကလက်တွေ့ကျင့်သုံးရတာနော်လက်တွေ့ကျင့်သုံးရတာဆိုကိုယ်နှုတ်ကလေးကိုကိုယ်နိုင်အောင်ကြည့်ကိုယ်စကားပြောတဲ့အခါမှာစဉ်းစားပြီးတော့ဘာနဲ့ပြောရမလဲဆိုရင်ကိုယ်ကိုဒိဋ္ဌံထားမှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးမှန်တာကိုသာပြောမယ်ဆိုတာတခုမှန်တော့မှန်တယ်အကျိုးမရှိဘူးဆိုတဲ့စကားရှိသေးတယ်လေမှန်တာအကျိုးမရှိဘူးဆိုလမ်းပေါ်မှာကားတွေသွားနေကြသည်မှန်တော့မှန်ဘူးလားဘာအကျိုးရှိဘာအကျိုးမရှိဟုတ်တယ်ဟုတ်လားဒီပင်နေရာမြေကြီးပေါ်ပေါက်တယ်မမှန်ဘူးလားဘာအကျိုးရှိငါးတွေဟာရေထဲကူးနေကြတယ်မမှန်ဘူးလားဘာအကျိုးရှိတယ်ဘာမှအကျိုးမရှိမှန်တော့မှန်တယ်အကျိုးမရှိရင်လည်းပြောမနေနဲ့မှန်လဲမှန်ရမယ်နောက်ပြီးတော့အကျိုးလည်းရှိရမယ်ဟုတ်ကဲ့လားမှန်ကန်ရမယ်အကျိုးရှိရမယ်နောက်တစ်ခုကြတော့ဘာလို့ဆိုရင်စကားပြောပြီးဆိုလို့ရှိရင်မှန်တာလည်းဖြစ်ရမယ်အကျိုးရှိတာလည်းဖြစ်ရမယ်သို့သောပြောချိန်တန်နဲ့ပြောမှစကားဟာတမိုးတက်တယ်မပြောရမယ့်အချိန်တော့ပြောရင်လည်းတမိုးမတက်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကအေးမင်းပြောရင်မှန်တာလည်းပြောရမယ်အကျိုးရှိတာလည်းပြောရမယ်ပြောတဲ့အချိန်ရောက်တာလည်းဖြစ်ရမယ်ဟောတခုကပြောတဲ့အချိန်ရောက်မှပြောဟုတ်ပြီပြောပြီဆိုရင်ဘယ်လိုပုံစံနဲ့ပြောမလဲရိုင်းဆိုင်ပြောမလားမဟုတ်ဘူးယဉ်ကျေးသိမ့်မွေ့စကလုံးကိုရွေးပြီးတော့ပြောတဲ့နော်ပြောပြီဆိုရင်ယဉ်ကျေးပြောစိတ်ထဲကရောဘယ်လိုထားမှာတော့ဆိုဘယ်စကားပြောနားထောင်တဲ့လူတစ်ဖက်သားကိုမေတ္တာထားပြီးပြောတယ်ဒေါသနဲ့ဘယ်တော့မှမပြောနဲ့ဟောတာမြတ်စွာဘုရားသုံးသင်ဆုံးမတဲ့စကားပဲနော်မှန်တာကိုသာပြောမယ်ဘယ်တော့မှလိမ်မြမပြောဘူးမှန်တော်လည်းပဲအကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောဘူးမှန်တယ်အကျိုးလည်းရှိတယ်ပြောတဲ့အချိန်ရောက်မှသာပြောမယ်ပြောတဲ့အခါမှာလည်းပဲရိုင်းဆိုင်မပြောဘူးနုနုညံ့ညံ့ယဉ်ကျေးပြောမယ်ဟုတ်ပြီစိတ်ထဲကလည်းပဲဒေါသဘလို့မုန်းထားတဲ့စိတ်တွေနဲ့ဂျင်းထဲသလိုမပြောဘူးနော်မေတ္တာစိတ်နဲ့ပြောတယ်ဒီလိုဆိုလို့တယ်နော်ခုခေတ်ကလည်းပေါ်တယ်ဂျင်းနဲ့မကောင်းငွေဥသီးပါချမ်းတဲ့ညင်းနဲ့ငွေဥသီးပေါင်းထည့်ပေးတာအဲ့လိုမလုပ်ဘူးလို့ဆိုလို့တယ်နော်အဲ့ဒီမှာဒီ၅မျိုးအဲ့သူဝတိတဝါစာဖြစ်တယ်အဲ့ဒီသူဝတိတဝါစာကိုမြတ်စွာဘုရားကပြောခိုင်းတယ်ပြီးတဲ့အခါမှာပိယံယေဝဘာသေးရနောအပိယံသူပြောတဲ့စကားကိုလူတွေမျက်နှိုးပဲကောင်းတဲ့စကားပဲပြောတယ်မုန်းစရာစကားလည်းမပြောနဲ့တဲ့သစ္ဆံယေဝအမှန်ကိုသာပြောအလိကလွဲမှားတာတွေမပြောနဲ့ဓမ္မယေဝဘာသေးရနောအတ္တတရားနိလန်းကြပြောတယ်တရားနိလန်းဆန့်ကျင်ကိုမပြောနဲ့ဒီလိုဆိုတယ်တော့စကားပြောတာလေးတွေပဲဘုရားကသင်ပေးထားတာနော်အဲ့ဒါလက်တွေ့လိုက်တာကျင့်တော့အဲ့တော့သူဝတိတဝါစာဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာဟုတ်တယ်စကားကတော့ကောင်းတယ်တမိုးရှိဒါပေမဲ့လို့ညဘက်နားကဝင်လာပြီးဘယ်နားထွက်သွားအိမ်ပြန်တော့လည်းတလုံးမပါမလားဖ
ဖျားဟောတဲ့တရားနာတော့နာတယ်အိမ်ပြန်တော့လည်းတစ်လုံးမှမပါဘူးနော်မုန်းနေခဲဝဲတွေကိုခပိုက်ထဲထည့်ပြီးစာမေ့ပြီးထည့်လိုက်တဲ့အခါကျအကုန်လုံးကြာကုန်တယ်လို့ပဲအဲ့တော့ထသွားတဲ့အခါမှာတစ်လုံးမှပါမသွားဘူးသို့မဟုတ်တရားနာတော့ကလေးကနာယူမှတ်သားတဲ့အချိန်တုန်းကရေအိုးကြီးမှောက်ထားသလိုတွေးကြရတွေတွေးပြီးပြောတဲ့စကားနားတဲ့ကတခုမှမဝင်ဘူးတဲ့အဲ့လိုဟာလည်းရှိသေးတယ်နော်အေးနားတဲ့တော့ဝင်နေဒါပေမဲ့လို့တရားနာတဲ့နေရာအိမ်ထပြန်လိုက်တာနဲ့ကုံကြံရစ်တယ်အဲ့ဒါလည်းတခုရှိတယ်အဲ့ဒါမျိုးမဖြစ်စေရဘူးလို့ဆိုလိုတယ်အဲ့ဒါမျိုးဖြစ်သွားလို့ရှိရင်ဧဝံသူဘတိတဝါစာအဖလာဟောတိအကုပတောစကားဘလောက်ကောင်းကောင်းခုနပြောတယ်မြတ်စွာဘုရားဟောတဲ့စကားဘလောက်ကောင်းတော့မှန်တာပဲပြောမယ်မှန်တော့လေအကျိုးရှိမှပြောမယ်ဆိုတာတွေကအလွန်ကောင်းတာပဲလေအဲ့ဒီအလွန်ကောင်းတာကိုမလိုက်တာပဲနဲ့လိန်ပြောတာတို့အကျိုးမရှိပဲနဲ့ပြောတာတို့ဒါမျိုးတွေလုံးနေရင်ဒါမလိုက်တာရရောက်တယ်ပေါ့အဲ့ဒီမလိုက်နာရရောက်တဲ့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားသည်နားထောင်ရုံတော့ကောင်းတယ်နော်နားထောင်လို့ကောင်းတယ်ဒါပေမဲ့အကျိုးသက်ရောက်မှုမရှိဘူးဆိုလို့ရှိရင်ခုနကအသင်္တရံလေးတော့လှပါရဲ့အစေအောင်လေးကလည်းလှပါရဲ့အနမ်းမရှိတဲ့ပန်းအိမ်မှာထားသလိုဘာမှကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးမလိုက်နာဘူးဆိုရင်အကျိုးမရှိဘူးလို့ဆိုလို့နော်စာတခြားလူတခြားတိရတခြားလောက်တာတခြားဆိုတာမျိုးဖြစ်ပြီးတော့တန်ဖိုးမရှိဘူးအဲ့တော့မြတ်စွာဘုရားကပူဇော်ပတ်သက်ဖို့ဆုတောင်းဖို့ဖျားမှမဟုတ်တာလူတွေကနတ်ကိုးဝဲတဲ့ဘဝကလာလို့အကျင့်ပါလို့ဖျားထိုင်ဆုတောင်းနေကြတကယ်ကတော့လှုပ်ခိုင်းတာပဲလေမကောင်းလားကဲခုနလိုကောင်းတာမနာဥသာပြောလိမ်မပြောနဲ့ဆိုဘလောက်ကောင်းနော်ပြီးတော့အကျိုးရှိမှပြောမှန်တိုင်းလည်းမပြောနဲ့အကျိုးရှိမှပြောအကျိုးမရှိရင်မပြောနဲ့ဘလောက်ကောင်းပါဇက်တက်တောင်တက်တာသေးနော်အခုတော့မဟုတ်တာရောဟုတ်တာရောပါဇက်နှလုံးကထွက်လာသမျှအကုန်လုံး Facebook ပေါ်ရောက်လာတဲ့အခါဟိုက10ဒီက10အကုန်လုံးဖြစ်နော်အကုန်လုံးဖြစ်နေအဲ့တော့လူကြီးလေပို့ဆိုးလေပဲကြီးတဲ့လူပြောတဲ့စကားဟာပို့ပြီးတော့လူသိများတယ်ပေါ့နော်လူသိများတယ်အဲ့ဒါလို့မဖြစ်ရအောင်ကိုပြောတဲ့စကားကိုကိုစင်ချင်းရှင်ရဟုလာကိုသွန်သင်တဲ့အခါမြတ်စွာဘုရားဘယ်လိုသွန်သင်နော်ရှင်ရဟုလာကိုသွန်သင်တာပြောတော့မယ်ဆိုရင်စဉ်းစားမပြောခင်ကစဉ်းစားပြောနေတော့လဲစဉ်းစားပြောပြီးတော့လဲစဉ်းစားတဲ့ကိုပြောမဲ့စကားနဲ့ပတ်သက်ပြီးတော့ဘာတွေစဉ်းစားမှာတော့ဆိုရင်ငါပြောတဲ့စကားဟာသူများကိုထိခိုက်သလားငါ့ကိုထိခိုက်သလားကျိုးရှိရလားစဉ်းစားတဲ့အဲ့စဉ်းစားပြီးမှပြောပြီးရင်လည်းထပ်စဉ်းစားသုံးခါစဉ်းစားခိုင်းတယ်အဲ့ဒါဆိုရင်ဘယ်တော့မှလွယ်မှားတာမရှိဘူးလို့ဆိုတယ်နော်အဲ့ဒါလို့ကိုယ့်ရဲ့ဝစီကံကိုတုတ်တင်ရှင်းလင်းအကောင်းဆုံးဖြစ်အောင်လေ့ကျင့်သင်ကြားတယ်မြတ်စွာဘုရားဟောတဲ့တရားတွေကအဲ့လိုလေ့ကျင့်ရမှာဖြစ်တယ်အဲ့တော့ဘုရားဘာသာဖြစ်ပြီးမြတ်စွာဘုရားရဲ့ဆုံးမတွေကိုတော့နာယူပါတယ်သို့တော့တလုံးမှမလိုက်နာဘူးလှုပ်ထားတဲ့တလွဲစီဆိုရင်ဧဝံသူဝတိတဝါစာအဖလာဟောတိအကုပ္ပတောအကျိုးမရှိဘူးတဲ့ကောင်းကျိုးချမ်းသာရလာမှာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသွန်သင်ဆုံးမတယ်ကောင်းတဲ့စကားပဲဖြစ်ဖြစ်ထောင်တန်တဲ့စကားပဲဖြစ်ဖြစ်မလိုက်နိုင်ရင်အကျိုးမရှိဘူးတဲ့လိုက်နာမှအကျိုးရှိတယ်ဆိုတာဒါပြောလို့ရမယ်နော်လိုက်နာမှအကျိုးရှိတယ်အဲ့ဒါကိုနောက်တစ်ခုကယထာပိရုစီရံပုပ္ပံဝဏဝန္တံသခန္ဓကံဧဝံသူဝတိတဝါစာသဖလာဟောတိကုပ္ပတောခဏလေးပဲနားလဲပြီးသားဖြစ်သွားတယ်ဥပမာမေပန်းလေးကအသင်္တရံလဲနှစ်သက်စရာကောင်းတယ်အစင်းရောင်လေးကလည်းနှစ်သက်စရာကောင်းတယ်ရဏလေးကလည်းမှုေးကြိုင်နေတယ်တဲ့အဲ့ဒီပန်းလိုပဲမြတ်စွာဘုရားဟောထားတဲ့တရားတွေဟာပင်ကိုယ်ကအရေးချင်းရှိကောင်းတာ
ကောင်းတဲ့အတိုင်းလိုက်နာပြီးတော့ကျင့်ကြံကြိုးကိုအထောက်မယ်ဆိုလို့ရှိရင်တော့ဒီသုဘတိတဆိုတဲ့စကားဟာကောင်းကျိုးချမ်းသာတွေကိုရစေနိုင်တယ်တဲ့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဘယ်တိအောင်ကောင်းကျိုးချမ်းသာရနိုင်လို့ဆိုရင်ကိုလုံးတဲ့အတိုင်းအတာတစ်ခုရကောင်းရသူဂရိဘုံရောက်ခြင်းနော်မြတ်စွာဘုရားဆုံးမတဲ့လိုက်နာခြင်းကြောင့်ဥမာမေမြတ်စွာဘုရားဟောတယ်သဗ္ဗပပတ္တအကရဏအကုသိုလ်မှန်သမျှမလုံးနဲ့ကုသလတုပတမရံကုသိုလ်မှန်သမျှကုသနာမှာပြည့်စုံအောင်ကြိုးစားသစိတ်တပရိယောတပနံကိုယ်စိတ်ကိုဖြူစင်အောင်ထားလို့ဆိုပြီးတော့ဆုံးမတယ်လေအဲ့ဒါတော့ကောင်းတဲ့တရားပဲရှိတယ်မလုံးတဲ့နာနဲ့လုံးတဲ့နာရှောင်ရမှနဲ့ဆောင်ရမှနှစ်ခုခွဲဟောတယ်အဲ့တော့ကိုကနာတော့နာတယ်ရှောင်ရမှမရှောင်ဘူးဆောင်ရမှမဆောင်ဘူးဆိုရင်ခုနကမမွေးတဲ့ပန်းလိုပဲဖြစ်သွားနိုင်တယ်ဘုရားဟောတာကမှားတာမဟုတ်ဘူးမလုံးတဲ့လူအတွက်အကျိုးမရှိဘူးပြောတာနော်မလုံးတဲ့လူအတွက်မမွေးတဲ့ပန်းလိုဖြစ်သွားမယ်မြတ်စွာဘုရားတရားတော်ကတော့အမြဲတမ်းမွေးကြိုင်နေမှာပါပဲသူမရလိုက်တဲ့အနတ်ပေါ့ဒီလိုပဲပြောအောင်ဧဝံသူပတိတဝါစာသဖလာဟောတိကုပ္ပတောလိုက်နာပြီးကျင့်ကြံကြိုးကိုအထောက်မယ်ဆိုလို့ရှိရင်တော့ဒါကောင်းကျိုးချမ်းသာရရမှာပဲဒါဓမ္မပဒထေသနာခါရလေးနှစ်ပုဒ်လူတွေရဲ့ဘဝခိုင်လိုင်းပေးပြီးသွန်သင်ဆုံးမတာဖြစ်တယ်ဒီတရားကိုဓမ္မပဒအထက်ကရာမှာတော့ဘယ်သူကိုအကြောင်းပြုဟောတယ်လဲဆိုသတ္တပါဠိဥပဒကကိုအကြောင်းပြုဟောတယ်လို့တကယ်ဇလန်းဖတ်ကြည့်တော့သတ္တပါဠိပါတာပါတာသူ့အကြောင်းပြုတာတော့မဟုတ်ဘူးနော်သူ့အကြောင်းပြုတာမဟုတ်ဘူးအကြောင်းပြုတာကဘယ်သူတုံးလို့ဆိုလို့ရှိရင်အတူလေးပြောရမယ်ဆိုရင်နော်တာဝတိပြုမှာပတိနရီကောသရမင်းကြီးရှိတယ်ဘုရားတရားကိုကြီးညိုတယ်သူကကြီးညိုတယ်အဲ့ဒီမှာတာဝတိမြို့ကအနာဂံဖြစ်ပြီးပိဋကသုံးပုံကိုတက်ကျွမ်းတဲ့သတ္တပါဠိဆိုတဲ့ဥပဒကရှိတယ်သူကဇေရွန်အကြောင်းမှာဘယင်ကြီးမလာခင်သူကကြိုတင်ပြီးတော့ဖះစီရောင်းနှင့်နေတယ်ဖះနိနာမှာဒူးတုံးပြီးတော့မြတ်စွာဘုရားဟောတာကိုနားထောင်နေတဲ့အချိန်အဲ့ဒီအချိန်မှာဘယင်ကြီးကရောက်လာဘယင်ကြီးကရောက်လာတဲ့အခါမှာသတ္တပါဠိအနာဂံဥပဒကကြီးကသတ္တပိတကြီးဆိုစဉ်းစားတယ်အကယ်၍ဘယင်လာတာကိုထပ်ပြီးတော့ခီးဥကျွဆိုလိုက်မယ်ဆိုရင်မြတ်စွာဘုရားကိုကြောပေးရတော့မှာလေအဲ့တော့မြတ်စွာဘုရားနဲ့ဘယင်ကဘယ်သူမြတ်တုံးဆိုဘုရားမြတ်တာပေါ့အဲ့တော့မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ရှေ့မှာနေပြီးတော့မမြတ်တဲ့လူကိုထကြိုလို့ရှိရင်သူဟာလောကကျင့်ဝတ်မှာဆန့်ကျင်ဘက်ကြီးလို့ဖြစ်သွားဒါပေမဲ့ဒီကနေ့ခေတ်မှာတော့ဘုန်းကြီးနာထိုင်နေပြီးလူတွေလာရင်ထကြိုတယ်လူတွေပြေးနေတာနော်အဲ့ဒါမကြိုးရဘူးအဲ့ဒါမျိုးဒီဟာဇလန့်အရာကဟုတ်လားဆိုလိုတာကဘုန်းကြီးတဲ့မြတ်တဲ့ပုဂ္ဂိုလ်လာရင်တော့ထကြိုလို့ရတယ်ဘုန်းကြီးတဲ့မမြတ်တဲ့လူကြီးလာတာထကြိုတယ်ဆိုရင်တော့ဒါဘုန်းကြီးကိုမလေးစားရရောက်သွားတယ်ဩသတ္တပန္တိကကြည့်သူသိတယ်ဒီဘုရင်ကြီးကအသိဉာဏ်ရှိရင်တော့ငါ့ဘောစိတ်ဆိုးမှာမဟုတ်ဘူးတဲ့အသိဉာဏ်မရှိဘူးဆိုရင်ငါ့ကိုစိတ်ဆိုးမှာပဲတဲ့သူလာရင်မကြိုကောင်းလားအဲ့တော့သိတဲ့ပုဂ္ဂိုလ်ကစိတ်မဆိုးမသိတဲ့ပုဂ္ဂိုလ်ဆိုစိတ်ဆိုးသို့တော့ဘုရင်ကြီးကနှလက်ဘိန်းတုံးနေသူကထောကံမုံလှဓာတုကောတဲ့နည်းနည်းလေးတုံးတယ်တဲ့အဲ့ဒီဘုရင်ကြီးကိုစာထဲမှာရေးထားတာနော်သူကစိတ်ဆိုးတယ်ငါလာတာတောင်မှဒီလူကမထဘူးဆိုပြီးတော့စိတ်ဆိုးတယ်ဆိုတာသိသိတာတယ်လေမျက်နှာပြက်သွားအဲ့ဒါကိုမြတ်စွာဘုရားကွက်ခနဲ့ကြည့်ပြီးသိလိုက်တယ်သိလိုက်တော့ဘုရင်ကြီးထိုင်လဲပြီးရောဘုရင်ကြီးစိတ်ပြေအောင်လို့ဘယ်လိုပြောတော့ဆိုရင်မင်းကြီးတဲ့ဒီဥပဒကကအနာဂံနဲ့ပိဋကသုံးပုံဆောင်တဲ့သတ္တပိတပုဂ္ဂိုလ်ကြီးသူစကားကိုချီးမွမ်းလိုက်တယ်ဘုရင်ကြီးကနည်းနည်းတော့ဒေါသပြေသွားတယ်ခြေနဲ့သွားတာတော့မဟုတ်ဘူးနည်းနည်းတော့ပြေသွားတယ်နော်ဒီလူကြီးကတာမန်လူမဟုတ်ဘူးသတ္တပိတကြီးဆိုနည်းနည်းတော့ပြေသွားတယ်အဲ့ဒီဖြစ်ကလေးကဖြစ်ခဲ့ပူတယ်နောက်ရဲ့ကျတော့သတ္တပဏိဥပဒကကမင်းရင်မျက်နှာကဖြတ်ပြီးတော့ဖဏစီထီဆောင်ပြီးတော့သွားတယ်
ဘုရင်ကြီးကဒါမနေ့အတူပဲဆိုပြီးခေါ်ခိုင်းလိုက်တယ်ခေါ်ခိုင်းလိုက်တဲ့ကဘုရင်ကခေါ်တယ်ဆိုတော့တိုင်းသူပြည်သားတွေကအလေးပြုကြတယ်လေအဲ့ဒီခေတ်ဘုရင်ကခေါ်တယ်လို့လည်းပြောလိုက်ရောထီးကိုပိတ်ဖနက်ကိုချွတ်ပြီးဘုရင်နဲ့တော့ပဲကိုသွားအဲ့ဒါကိုလည်းဘုရင်ကြီးကကြည့်နေတယ်ဟိုလည်းရောက်ရောဘုရင်ရှိခါသားဝင်တဲ့ကဘုရင်ကြီးကပြောအော်ဖနက်ချွတ်ပြီးတော့ဘာဖြစ်လို့ထီးပိတ်ပြီးတော့ဒီနေ့တော့လာတာတော့လို့ဆိုရှင်မင်းကြီးကခေါ်ခိုင်းတဲ့ဆိုလို့ပါလို့ပြောအော်ဒီနေ့မှငါ့ကိုမင်းသိသလားမကျေနပ်တဲ့အသံလေးဒီနေ့မှငါဘယင်ဆိုတာမင်းသိတာလားလို့ဆိုမဟုတ်ပါဘူးတဲ့သိပါတယ်အဲ့တော့သူ့အနေနဲ့ဘာလို့ဘယင်ကြီးလာတော့ထမကြိုးတာတော့ဆိုအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ရှေ့မှာနေပြီးတော့သူ့လောက်မမြင့်တတ်တဲ့ပုဂ္ဂိုလ်ထားကြိုးလို့ရှိရင်ကြိုးပေးရရောက်သွားပြီးတော့မြတ်စွာဘုရားကိုမလေးစားရရောက်မှဆုံးလို့သူထားမကြိုးတာပါလို့ရှင်းတယ်အဲ့တော့ဘုရင်ကြီးကဲရှိပါသေးမနေ့ကမြတ်စွာဘုရားမရှိလိုက်တယ်တဲ့ပိဋကသုံးပုံတက်တယ်ဆိုတာကိုပြောတယ်အဲ့တော့ပိဋကသုံးပုံတက်တယ်ဆိုလို့ရှိရင်နန်းတော်လာပြီးတော့စာချပေးနိုင်မလားအဲ့ဒီခေတ်ကလည်းစာသိနေနော်နန်းတော်လာပြီးတော့စာချပေးနိုင်မလားဆိုဘာမဟုတ်တာလေးနဲ့ဒေါသထွက်တဲ့လူအိမ်သွားပြီးတော့စာသင်ပေးလို့ပဲလွယ်မှာတော့နော်အဲ့တော့သူကမင်းအိမ်ဆိုတာတဲ့အနေများပါတယ်တဲ့ယဟန်တန်ကယဟန်တော်တစ်ပါးပဲလာသင်တာကောင်းပါတယ်လူအကြောင်းနေနဲ့မသိမှာဘူးပေါ့ဘုရင်အိမ်သွားတယ်ဆိုတော့ဘုန်းကြီးတွေတောင်းပါပဲသိတ္တိထားတယ်မြတ်စွာဘုရားရှင်ဘုရင်အိမ်သွားတဲ့ပုဂ္ဂိုလ်တွေတတိထားဖို့လိုက်နာဖို့အချက်တွေဟောတာရှိတယ်အတော်ကိုတတိထားတယ်ဝိတုရဘုရင်ကြီးဝိတုရအမတ်ကြီးကလည်းပဲအဲ့လိုပဲရာဇဝတ္တိခမ်းမှာမင်းနေနဲ့ဆက်ဆံတဲ့ကတတိထားဆိုတာတွေအကုန်လုံးပြောခဲ့တာရှိတယ်မင်းဆိုတာတော်တော်ဆိုးတဲ့လူတွေနော်တော်တော်ဆိုးတဲ့လူတွေအဲ့သူအိမ်သွားလို့ရှိရင်တကယ်ကိုမျက်နှာကိုဒီမတင်းညင်မနဲ့တင်းပြီးတော့နေရတယ်သွားမပြုံးနေနဲ့သူ့မိဖုရားနဲ့မျက်နှာချင်းဆုံသွားပြုံးရင်အဲ့ဒီလူဇက်ပြမဲ့သားမှာမင်းဆိုတဲ့လူကအဲ့ဒါလူနော်ဘယ်သူနဲ့မှယဉ်နှီးတာကြိုက်တာမဟုတ်ဘူးအဲ့တော့မင်းအိမ်သွားတဲ့လူကအနည်းရဲ့အလွန်များတယ်ယဟန်တော်တွေဆိုရင်ဒါမို့နန်းတော်ကိုဝင်ပြီဆိုလို့ရှိရင်အနေတွေများတယ်တတိထားဖို့တွေမြတ်စွာဘုရားမင်းအိမ်ရဲ့အပြစ်တွေကိုဟောတယ်အဲ့ဒီလူသတ္တပဏိဥပဒကရှောင်လိုက်တယ်ရှောင်ပြီးတော့မြတ်စွာဘုရားစီလျှောက်ပြီးယဟန်တစ်ပါးလာတင်တာပို့တင်နေရောပါတယ်ဆိုဘုရင်ကြီးကအင်းသူပြောတာဟုတ်တယ်ဆိုပြီးမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမန္လိကမိဖုရားနဲ့ဝါသဗခတ္တိယမိဖုရားတို့ကစာတင်ခြင်းတို့ယဟန်တော်မြတ်စွာဘုရားကိုယ်တိုင်ကြွပြီးတော့နေ့စဉ်ကြွပြီးတော့တင်ပေးပါဆိုတော့ဘုရားဆိုတာတအိမ်နဲ့အမြဲတမ်းကြွလို့လည်းရတာမဟုတ်ဘူးလေဘုရားဆိုတာအလုံးအတွက်လှုပ်လို့ရတာအဲ့တော့ဘုရားဆိုတာအမြဲတမ်းကြွလို့မဖြစ်ဘူးတဲ့ယဟန်တော်တစ်ပါးပါးကိုတာဝန်ပေးပေးမယ်ဆိုပြီးရှင်အနန္ဒမထေရကိုစာသင်ပေးဖို့လှုပ်လိုက်တယ်ရှင်အနန္ဒကနေတိုင်းနန်းတော်ကိုကြွပြီးတော့စာပေပို့ချပေးတယ်စာပေပို့ချပေးတဲ့အခါကျတော့မန္လိကမိဖုရားကတော့ပန်းသက်မသမီးသူကမိဖုရားဖြစ်သူကတော့တွက်လက်ချက်ချတယ်အသိဉာဏ်လည်းရှိသူကတလေးတစားစိတ်ပဝင်စားစွာသင်တယ်ဟိုဝါသဗခတ္တိယလို့ခေါ်တဲ့မဟာနန်ရဲ့တချမ်းဘက်သမီးကတော့တချမ်းဘက်နော်တာဂိဝမင်းသမီးအစ်စ်မဟုတ်ဘူးပေါ့နော်အဲ့ဒီဝါသဗခတ္တိယကတော့တဲ့ပြင်းတယ်မသိဘူးစာသင်တဲ့အခါမှာစိတ်ဝင်စားမှုမပြဘူးအဲ့တော့မြတ်စွာဘုရားကဒီအကြောင်းကိုရှင်အနန္ဒစာသင်ပို့ချပြီးတော့ကျောင်းတော်ပြန်ရောက်တဲ့အခါမြတ်စွာဘုရားကဘယ်နဲ့လဲမိဖုရားတွေစာကြိုးစားကြရဲ့လားပေါ့မေးတာမေးတော့ရှင်ဘုရားတဲ့မန္လိကမိဖုရားကတော့တော်ပါတယ်တော်တော်ကြိုးစားတယ်ရှင်ဘုရားရဲ့ဆွေတော်မျိုးတော်ဖြစ်တဲ့ဝါသဗခတ္တိယမာနမင်းကြီးရဲ့သမီးကတော့စိတ်မပါဘူးစာသင်တာကိုစိတ်မပါဘူးဆိုတာကိုအကြောင်းပြုပြီးမြတ်စွာဘုရားခေါဏဂါထာနဲ့ခေါ်တာအေး
စာဆိုတာတန်မိုးရှိတဲ့မြတ်စွာဘုရားရဲ့စကားတွေကိုသင်တာလိုက်နာကျင့်သုံးပြီးအကျိုးရှိအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်မှာအကျိုးရှိပါတဲ့အကျိုးရှိအောင်မလုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲစကားကကောင်းကောင်းအကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူးဆိုတဲ့ဘဝသင်္ကန်းစာကိုပေးတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဓမ္မပဒဒေသနာမှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာများဆိုတာဒီနေ့ဒီသင်္ကန်းစာကိုမှတ်သားကြဖို့ပေါ့နော်ဘာပဲဖြစ်ဖြစ်ဘလောက်တန်ဖိုးရှိတဲ့စကားပဲဖြစ်ဖြစ်ကိုယ်တိုင်လက်တွေ့ကျင့်သုံးမှသာလဲတန်ဖိုးရှိတယ်မသိလို့ရှိရင်ဒီမလိုက်နာဘူးမကျင့်သုံးဘူးဆိုရင်တန်ဖိုးတက်မှာမဟုတ်ဘူးဆိုတာလေးကိုနိုင်မှတ်သားပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အဆုံးအမတရားတော်တွေကိုတို့တွေလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောပေါက်နားလည်ပြီးကျင့်ကြံကြိုးကုပ်ပွားများအထောက်တော်မူနိုင်ကြပါစေကုန်သတည်း